ကျွန်တော်တို့မှာရှိတဲ့တန်ကျင်းကိုမမြင်ဘဲနဲ့သူတစ်ပါးရဲ့မျက်စိမှာရှိတဲ့ညောင်ငယ်ကိုမြင်တတ်တဲ့သူအချို့ကိုနှုတ်ကပတ်တော်ကဘယ်လိုဆုံးမထားတယ်ဆိုရင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်3မှာကိုမျက်စိ၌ရှိသောတန်ကျင်းကိုမအောင်မေ့ပဲညီအကိုမျက်စိ၌ရှိသောညောင်ငယ်ကိုအဘေးကြောင့်ကြည့်ရှုသည်။ကိုမျက်စိ၌တန်ကျင်းရှိလျက်ပင်ညီအကိုအားတင်းမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပရစေဟုအဘေးကြောင့်ဆိုသည်။ဆိုတော့ဒီကျမ်းစာကဒီနှုတ်ကပတ်တော်ကသခင်ရှုကိုယ်တိုင်သူတစ်ပါးရဲ့အပြစ်အသေးအဖွဲကိုအယံမြင်တတ်တဲ့သူအချို့ကိုဆုံးမတွင်တင်ထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဆိုတော့နှုတ်ကပတ်တော်မှာပါတဲ့အတိုင်းတချို့သောသူတွေကသူတစ်ပါးရဲ့တေးမမွားလေးအပြစ်ကိုပုံကြီးချက်ကားပြီးတော့ပြောချင်တယ်ဝေဖန်ချင်တယ်ကဲ့ရဲ့ချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့အသက်တာထဲမှာရှိတဲ့အမားတွေကိုယ့်ရဲ့မျက်စိမှာရှိတဲ့တန်ကျင်းကိုကိုယ်တိုင်မရှုမမှတ်ဘဲနဲ့မမြင်ဘဲနဲ့မကြည့်ဘဲနဲ့သူတစ်ပါးကိုအပြစ်တင်ခြင်းတယ်သူတစ်ပါးရဲ့မျက်စိမှာရှိတဲ့ညောင်ငယ်တေးသေးလေးကိုတွားပြီးတော့ထုတ်ပေးခြင်းတယ်ထုတ်ခိုင်းခြင်းတယ်တေးငယ်တဲ့အပြစ်တွေကိုမြင်မဲ့အစားဖော်ကောင်လုပ်မဲ့အစားကျွန်တော်တို့မှာရှိတဲ့ပြင်ဆင်ရမယ့်အရာတွေကိုကျွန်တော်ဥစွာပြင်ဆင်ဖို့ဖြစ်တယ်ကျွန်တော်တို့ရှိမှရှိတဲ့အမားတွေကိုပြင်ဆင်ပြီးတော့မှပဲသူတို့ဘာရဲ့အမားကိုကြည်တာဖို့ရအတွက်ဖြစ်တယ်ဆိုတဲ့အရာကိုခွန်အားပေးခြင်းတယ်ဒါကြောင့်ယေရှုကိုယ်တိုင်ကလည်းအပြစ်မြင်တတ်တဲ့သူတွေကိုဆုံးမတင်ထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်ယုံကြည်သူခရိယန်တွေရဲ့အသက်တာထဲမှာသူတစ်ပါးရဲ့အပြစ်ကိုတအားမြင်တတ်တဲ့သူတွေမဖြစ်ဖို့ရအတွက်အရေးကြီးတယ်ယုံကြည်သူခရိယန်တွေနဲ့လည်းမကိုက်ညီမတင့်လျော်တဲ့အရာဖြစ်တယ်ဒီအပြစ်မြင်ခြင်းကဒါကြောင့်ဒီမနေ့မှာလည်းကျွန်တော်ဆရာနော်ရာကဖခင်เจ้าမှာကိုနားထောင်ခဲ့တဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးတော့သူတို့ဘာကိုပြောပြဖို့ရအတွက်မရှိဘဲနဲ့တဲ့တိတ်မကြားတကြားဖြစ်တဲ့အတင်းအဖင်းတွေကိုကြတော့ကိုယ်တွေအယံပြောခြင်းတယ်တော့ကျွန်တော်တို့ခရိယန်တွေတာမကပြီးတော့ကျွန်တော်လူတွေကအယံပြောခြင်းတယ်ဆိုပြီးတော့သူနှုတ်ကပတ်တော်မှာဝင်ကတက်တိခဏကျွန်တော်ကြားမိပါတယ်ဆိုတော့ဟုတ်ပါတယ်เนาะဒီအတိုင်းပါပဲကျွန်တော်လူတွေကလေအမားတသေးလေးကိုပဲလိုက်ပြီးတော့မြင်ခြင်းတယ်ဆိုတော့ကျွန်တော်တို့သိထားဖို့ကလူကလေချစ်တဲ့မျက်စိနဲ့ကြည့်အားလုံးကအကောင်းတွေပဲเนาะဒါပေမဲ့ကျွန်တော်တို့ရဲ့မျက်စိထဲမှာလေဒီမျက်စိကတအားအရေးကြီးတယ်သူတို့ဘာကိုမနာလိုတဲ့စိတ်နဲ့ကြည့်ပြီးအပြစ်ချတဲ့စိတ်နဲ့ကြည့်ပြီးဆိုရင်အပြစ်တွေကြီးပဲတော့ဒါကကျွန်တော်လိုအပ်ချက်ဖြစ်တယ်ဆိုတော့ချစ်တဲ့မျက်စိနဲ့ဖြင့်အော်ဒီလောက်လေးပါလားအော်ဒီလိုပါလားကျွန်တော်ခွင့်လွတ်နိုင်တာဖြစ်တယ်ဒါကြောင့်နောက်ဆုံးခွန်အားပေးခြင်းတဲ့အရာကကျွန်တော်ယုံကြည်သူခရိယန်တွေအနေနဲ့ဒီနှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်ဖို့ရတဲ့ဖြစ်တယ်သူတစ်ပါးရဲ့အသေးအမွားအပြစ်တွေကိုအမားတွေကိုကျွန်တော်ချက်ကားပြီးတော့ပြောနေခြင်းထက်ကျွန်တော်မှာရှိတဲ့ကိုယ့်မျက်စိမှာရှိတဲ့တန်ခြင်းကိုထုတ်ကိုယ့်ရဲ့အသက်တာမှာရှိတဲ့အမားတွေကိုပြင်ဆင်ပြီးတော့ရှေ့ဆက်ရမှာဖြစ်တယ်ကျွန်တော်ဒီလိုနဲ့ပဲခရိယန်အသက်တာယေရှုခရစ်တော်ဖခင်သခင်နှစ်သက်တဲ့ယုံကြည်သူခရိယန်တယောက်ရဲ့အသက်တာဖြစ်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်တလောက်နဲ့ခွန်အားပေးချင်ပါတယ်။ရောက်စီတဲ့ဖခင်သခင်ကောင်းချီးပေးပါစေ။